ကျွန်တော်အကြိုက်ဆုံးစာသားမြန်မာပြည်တွင်ထုတ်လုပ်ပြီးစောက်ရဲမိုက်တယ်မြန်မာပြည်ကိုအထင်မကြီးဆိုတဲ့တွေကြော်သွားမြန်မာပြည်တော့မကြိုက်ဘူးဆိုတဲ့တွေကြော်သွားမြန်မာပြည်ကိုချစ်တဲ့စိတ် Made in Myanmar okay လား Made in Myanmar okay လားမြန်မာပြည်ထုတ်ကိုပဲသုံးချင်တဲ့မိတ်ဆွေတွေဗီဒီယိုကို like share follow နှိပ်သွားကျွန်တော်အကြိုက်ဆုံးစာသားမြန်မာပြည်တွင်ထုတ်လုပ်ပြီးစောက်ရဲမိုက်တယ်ကျန်တာတွေကျွန်တော်မသိဘူးစိတ်လဲမဝင်စားဘူးခင်းလဲမဆိုင်ဘူးမြန်မာပြည်မှာထုတ်လုပ်ခြင်းအဖြစ်နံပါတ်1တစ်ချက်ကမြန်မာပြည်ကလူတွေအလုပ်ရမယ်ဟုတ်ပြီနော်ငါပြီးနိုင်တဲ့လက်ခမရတို့အထင်ကြီးတဲ့နိုင်ငံခြားကလူလောက်တာမဟုတ်တော့ဘူးခမရတို့အထင်ကြီးတဲ့အဖြူကောင်တွေအမဲကောင်တွေလောက်တာမဟုတ်တော့ငါပြီးနိုင်တဲ့လက်ပမာပြည်မှာလောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အ ਨੇ ဆုံးတော့မြန်မာလူမျိုးတွေအလုပ်ရမယ်ဟုတ်တယ်နော်ဈေးတက်တာနဲ့သုံးနိုင်မယ်ငွေဈေးအပြောင်းလဲတွေအလူအလဲခံစရာမလိုတော့ဘူးမိတ်မြန်မာပြည်ထုတ်เนาะဒါကျွန်တော်တို့မင်္ဂလာအောင်တစ်စိတ်လဲမြန်မာပြည်ထုတ်ပဲ21 year randy ဆိုပြီးတော့မှပါတယ်အဓိကအပါအဓိကလာပြီးပြောပြချင်လဲဆိုတော့ကျွန်တော်တို့ရောင်းချနေတဲ့ပစ္စည်းကြီးမြန်မာပြည်ထုတ်ပစ္စည်းဖြစ်လေကောင်းလေ